ငါမှနိုင်ရှိရပဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့1980ပြည့်နှစ်ထဲကဒီနေ့ဒီ popular ဖြစ်နေစေ Casio Vintage Series ရဲ့ calculator နိုင်လေးကိုပြပေးမှာဖြစ်ပါတယ်ဒီနိုင်လေးကတော့ CA53 1Z ပဲဖြစ်ပါတယ်ဒီနိုင်မှာပါတဲ့ခလုတ်လေးတွေကအလှပဲပါတာမဟုတ်ဘူးเนาะဒီခလုတ်လေးတွေကိုဘယ်လိုအသုံးချလိုက်ရလဲဆိုတာပြပေးသွားမယ်အဓိက main function ၄ခုပါတာပေါ့နော်ပထမဆုံး highlight ကတော့ calculator ပါဒီဘက်ဘေးကမိုးခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့0ပြောင်းသွားပြီဆိုလို့ရှိရင် calculator သုံးလို့ရပါပြီအမှနေမှာဥပမာအနေနဲ့3ပေါင်း8ဆိုလို့ရှိရင်ဒီလိုမျိုးတော့ပေါင်းတော့မြောက်စာအကုန်အသုံးပြုလို့ရတယ်နောက်တစ်ခုကကြတော့အလန်းပေါ့နော် function တစ်ခုနဲ့တစ်ခုပြောင်းနေတယ်ဆိုလို့ရှိရင်လေဒီမိုးခလုတ်လေးကိုပဲနှိပ်ပြီးတော့ပြောင်းရမှာပဲဖြစ်ပါတယ်ဒီမှာ AL လို့ပေါ်လာတယ်ဆိုလို့ရှိရင်အလန်း function နဲ့ရောက်သွားပြီဒီမှာ number 4ခလုတ်လေးနဲ့အလန်းကို on လိုက်မယ်ပြီးလို့ရှိရင်ဒီအောက်က adjust ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနံပါတ်လေးခုန်နေပြီပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုထားခြင်းတဲ့အချိန်ကိုမှထားလို့ရသွားပြီအကုန်လုံးကိုထားခြင်းတဲ့အလန်းကိုဒီမှာပေးပြီးသွားပြီဆိုလို့ရှိရင်ဒီ adjust ကိုပြန်နှိပ်ပြီးတော့ဒါဆိုအလန်းပေးပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ Jewel time ပဲဖြစ်ပါတယ် Jewel time ကဒီနိုင်ငံရဲ့အချိန်အပြင်ကိုနောက်ထပ်တစ်နိုင်ငံရဲ့အချိန်ကိုထည့်ထားလို့ရတာပေါ့နော်ဆိုလိုချင်တာကဒီနိုင်တစ်လုံးနဲ့နိုင်ငံနှစ်နိုင်ငံရဲ့အချိန်ကိုဒီပြိုင်နဲ့ထည့်ကြည့်လို့ရတယ်နောက်ဆုံး function ကတော့ stopwatch ပဲဖြစ်ပါတယ် stopwatch တွေရောက်သွားပြီဆိုလို့ဒါကကြတော့အားကစားသမားတွေအတွက်တကယ်ကိုအသုံးလို့တဲ့ function ပဲပေါ့နော် stopwatch တွေရောက်သွားပြီဆိုလို့ရှိရင်ဒီဘက်ညာဘက်အောက်က start ခလုတ်လေးနှိပ်လိုက်ပြီဒါဆိုရင်ဒါ stopwatch စမှတ်နေပြီပေါ့ကိုကဒီ stopwatch ကိုရက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီခလုတ်လေးပြန်ပြီးနှိပ်လိုက်အောင်မယ်ဒါမှမဟုတ်ဒီ stopwatch ကိုအစကနေကိုကပြန်ပြီးထားခြင်းတယ်ဆိုလို့ရှိရင်0ခလုတ်လေးနှိပ်လိုက်ရပါတယ်ဒီကနေမှ normal time ပြန်သွားမယ်ဆိုလို့ရှိရင်လည်းမုတ်ခလုတ်နှိပ်ပြန်သွားမှာပေါ့နော်ပြီးတော့ဒီနိုင်လေးက Casio ရဲ့ထုံးစံအတိုင်း water resistant ကလည်းပါပြီးသားအတွက်ကြောင့်မို့လို့ရေဆိုးမှလုံးဝစိတ်ပူစရာမလိုဘူးပေါ့ပပနဲ့ retro fashion ကြိုက်တယ်ဆိုရင်တော့ဒီနိုင်လေးရရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲအပြင်မှာကိုယ်တိုင်ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ showroom ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်